စစ်မှုတန်းလားမသိဘူးကွာမင်း ဟုတ်ကဲ့စစ်မှုထမ်းပါခင်ဗျာ ပြောရဲလားမသိဘူး မပြောဘူး ဟိုအပတ်စင်ကြတော့ဘယ်လောက်ခေါ်တော့မသိဘူး အပတ်စဉ်ကကျွန်တော်တို့အပတ်စဉ်ကတော့အပတ်စဉ်3လူခေါ်ပါတယ် ဟောအခုကြတော့ဘယ်တင်ကြီးမှကြာနေရလဲ အခုကဘယ်တင်မှဆို99လင်းခင်းမှာကျွန်တော်တို့ရှေ့တန်းဟိုအရှိလေပိုင်းတိုင်းစစ်ဌာနချုပ်ပေါ့ ကျွန်တော်မန်စုရဲ့တနေရာမှာကျွန်တော်ရှိပါတယ်ခင်ဗျ စားတော့တဲ့ချင်းရောမြ ခင်ဗျာ စားတော့တဲ့ချင်းရော စားတော့တဲ့အချိန်နဲ့တော့ဒီမေဒါကိုကြည့်ရင်သိပါတယ်ဟိုအပူရီကိုကျွန်တော်မပြောတတ်ပါဘူး ဟိုတက်မတော်မှာတာဝန်ထမ်းဆောင်လဲပြောရဲလားမသိ မပြောဘူးတစ်သက်လုံးမပြောဘူး ဘူး အထက်ဘက်အောက်ပြီးမို့လို့ကျွန်တော်မပြောပါဘူးဗျ မိသားစုနဲ့ခွက်ခွာရတဲ့ချင်းလေးရောပြောပြပါအောင်လား မိသားစုနဲ့ခွဲခွာရတဲ့အချိန်လေးရင်ညီလေးကဘလူလေးဆိုတော့အမေဦးတော့လွမ်းနေဗျဒါပေမဲ့အမေအရင်ငပိအလေးမှကြက်လေးတောင်မှအရင်တော့စူးခဲ့တဲ့တင်တာအခုတော့သူကအကောင်းဆုံးဖြစ်နေကြတယ်ကျွန်တော်ပြောတော့ တက်မတော်ရဲ့တာဝန်ထမ်းဆောင်တာဘယ်လောက်ကြာသွားပြီမသိ တမန်တော်ရဲ့တာဝန်တက်ဆောင်တာဘယ်လောက်ကြာလဲဆိုကျွန်တော်တို့ဟိုပါပေါ့ဒီ6လပိုင်းကြာလို့ရှိရင်တော့ကျွန်တော်တို့တစ်နှစ်ပြည့်မှာပေါ့ ပြည်သူစစ်မှုထမ်းဆိုကျွန်တော်နှစ်တန်းဆောင်မယ်လို့ပြောတာပေါ့နော် ပြန်မယ်လို့ရောစိတ်ကူးရှိတာမသိဘူး ပြန်မယ်လို့တော့စိတ်ကူးမရှိဘူးကြာကျွန်တော်တို့ဘလူလဲဆိုတော့အမှန်ကျွန်တော်တို့အတွက်ကိုဒီအထက်လူကြီးတွေကပေါ့နော်အမှန်ကန်ချက်တာဝန်ယူမှုတာဝန်ခံမှုဘာတစ်ခုမှလည်းအမှန်ကန်ချက်ဖွင့်ဆိုတာလည်းမရှိဘူးကြာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခြီပြက်လက်ပြက်နဲ့ဥထွက်အဲ့လိုမျိုးတင်လဲတည်ပေါ့အဲ့လိုမျိုးကျွန်တော်တို့စဉ်းစားတာပဲလေကျွန်တော်တို့ဘဝကိုလည်းသုံးသွားပြီဆိုလည်းကျွန်တော်တို့သိသွားပါတယ် ညို့ကြတော့ဟိုကလာတာချင်းကြီးအရာကြတော့ဘာလို့အကုန်လုံးအတိအဝရကြရလားမသိဘူးခံစားမှုရှိရလား အချင်းကတော့ပြောမစင်တော့အကုန်လုံးအပြည့်အဝရပါတယ်ဗျာအခုဒီဥစ္စာဆိုရင်ကျွန်တော်တို့မေလာဒါ4လပိုင်းလား5လပိုင်းလားအဲ့ဒါမှတော့ကျွန်တော်တို့3သိန်းတောင်းကိုအပြည့်အဝရရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့တရင်ကာလမှာကကျွန်တော်တို့ဗန်စုငွေကတလောက်ကျွန်တော်တို့3000စုပေးမယ်လို့ပြောတယ်အဲ့ဒါစုတဲ့အပြင်ကျွန်တော်တို့တလောက်3000အတရင်ချက်ပါတယ်အဲ့ဒါပြီးတော့သူတို့ရဲ့ကျွန်တော်တို့မိခင်တက်ရင်ပေါ့နော်ပြောမစင်တော့အဲ့ဒီတက်ရင်မှာကသူကတလက်မသိဘူးဆိုရင်3-4လောင်းလောက်ပေးတယ် အဲ့ကြတော့ထည့်ရသေးလားမသိ ဟို2000ကျွန်တော်တရားကြီးလို့တော့ပြောတယ်ဒါပေမဲ့မကောင်းဘူးလေနာရေးဆိုတော့ကျွန်တော်တို့ကတလောင်းကို9000အနည်းဆုံးတော့ကျွန်တော်တို့လိုက်ပြီးပါတယ် ဟိုကလာတိုင်းထည့်ရတာလားမသိဘူး လာတိုင်းမသိတဲ့လားကိုမရှိရတလားသိပြီဆိုရင်3ယောက်လောက်တော့သိတယ်ဗျဟုတ်ကဲ့ဗျ ဟိုမိသားစုအချင်းကြီးရအိမ်ရောလွှဲနိုင်ရလားမသိဘူး ဟာကျွန်တော်အရင်နေပြီးတော့အခုလောက်ဆိုရင်100နီးပါးလောက်တော့ကတ်တော့မယ်တင်တာပဲကျွန်တော်ပြန်တောင်းနေရတော့ဟုတ်ကဲ့ဗျအေးဟိုပြန်ပို့နေတဲ့တန်းဟိုတခါမှတော့စုမတောင်းဘူးဒီစိတ်ကူးတော့မရင်ဘူးဒီပါဗျ တက်မတော်ရဲ့အချင်းကြီးနဲ့နေရထိုင်ရတဲ့စားတော့ရတဲ့အချင်းကြီးနဲ့ဘဝရဲ့အတွေ့အကြုံလေးပြောပြပေးပါလားမသိဘူး ဟုတ်ကဲ့ဟိုတက်မတော်ရဲ့အတွေ့အကြုံလေးတွေပြောရမယ်ဆိုရင်ကျွန်တော်အရန်လေးစားတယ်ကျွန်တော်အရန်လေးစီးကျူးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတရက်မှမရှိတဲ့ကောင်းနေစဉ်ဒီလိုမျိုးဥစ္စာတွေစားရတယ်အရင်နည်းနည်းရှိတော့လို့ကျွန်တော်စီးပါတယ်ပြားပါတယ်ပေါ့နော်ကျွန်တော်တို့ကြတော့ဒီမကြည့်ပါဘူးကွယ်ဟို ဟုတ်ကဲ့ကုချင်းစားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဝိလက်ကြောင့်ပဲလေကျွန်တော်မပြောတတ်ပါဘူးပုတ်ခတ်ပြီးတော့ဟိုနှိမ့်ချတဲ့ကျွန်တော်ရောက်နေတဲ့တက်ရင်လည်းကျွန်တော်နှိမ့်ချပြီးပြောဆိုတာလည်းမရှိပါဘူးခင်ဗျ ဟုတ်ကဲ့ပါ ကျွန် ခင် တော် ဗျာ တို့ပြည့်ပြည့်နေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေဘဝရဲ့ဒါကျွန်တော်မှမဟုတ်ပါဘူးကျွန်တော်ပစပြည်သူ့စစ်မှုထမ်းရဲ့လို့မဟုတ်ဘူးဗျ ဟုတ်ကဲ့ဗျာ ဘယ်တရင်မဲ့ပြည့်ရဲဘော်တွေမှန်သမျှဒီတိုင်းပဲစားရတယ်ဆိုတာကိုကျွန်တော်လက်ခံသွားတယ် ဟုတ်ကဲ့ခင် ဘာ ဗျာ ဖြစ်လို့လဲဆိုတော့အကြီးအကဲတွေမှန်သမျှသူတို့စားရတယ်ဝါရတယ် ဟုတ်ကဲ့ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်တဲပဲနော် ဟုတ်ကဲ့ခင် အခု ဗျာ မကြီးနဲ့မေးပြီးတော့ကျွန်တော်မကြီးနဲ့လို့ကျွန်တော်တဲတွဲပြောတာနော်ကျွန်တော်မေဒီလာသား ဟုတ်ကဲ့ခင်ဗျာ ကျွန်တော်မေဒီလာသားပါဟုတ်တယ်ပါမယ်ကျွန်တော်မေဒီလာသားပါခင်ဗျ ဟုတ်ကဲ့ခင်ဗျာ ရတယ်အခုစိတ်ထဲမှာရှိတဲ့ဥစ္စာကိုမေးလို့ရပါတယ်ကြာကျွန်တော်အကုန်ဖြေပေးလို့ရတယ် ဟုတ်ကဲ့တိုင်းပြည်တောင်ဝင်ထမ်းဆောင်ရတာပျော်ရွှင်မှုဂုံပုတ်အနေနဲ့ဘယ်လိုအချင်းကြီးရှိပါလဲ တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ရတယ်ဆိုရင်ဒါကျွန်တော်တို့ကတိုင်းပြည်အတွက်ထမ်းဆောင်ရတာမဟုတ်တော့ဘူးဟိုအိမ်ကျချင်းကူဦးမဲတော့ခိုင်းတာပါခင်ဗျအိမ်ကျချင်းဦးမဲတော့ခိုင်းတာအဲ့တော့ကျွန်တော်တို့ကကျွေးတဲ့အောက်စားလေးနဲ့ကျွန်တော်တို့ဝမ်းအောင်စားမယ်အတက်မသိအောင် ဟုတ်ကဲ့ပါခင်ဗျာဟုတ် အဖေနဲ့အမေကိုလေလုံးပြည့်ပြည့်စုအောင် ဟုတ်ကဲ့ခင်ဗျာ ဒါပေမဲ့ကုချင်းစားတဲ့နောက်လာမဲ့နောင်တော်ကြီးတွေညီကိုတွေအကုန်လုံးပြည်သူ့စစ်မှုထမ်းတွေအကုန်လုံးကိုလေတတိပြီးခြင်းနဲ့အကိုတို့ဖြတ်သန်းနေရတော့ဒါမျိုးလေးဆိုတာလေးကိုသိစေခြင်းနဲ့ရှင်းရဖြတ်သန်းသွားတဲ့နောင်တော်အကိုကြီးတို့တည်တဲ့ကောင်တွေအများကြီးသေးကုန်ပြီသေးကုန်ပြီ ဟုတ်ကဲ့ ဘာအမှန်ကန်ကျ
ဘလို့တာဝန်ယူမှုတွေရှိခဲ့ဘူးတလေဆိုတာလေးကိုကျွန်တော်တို့သိကျင်နေ ဟုတ်ကဲ့ပါခင်ဗျာ ဒါကျွန်တော်တို့စဉ်မြေကြီးတစ်ဝက်အပေါ်တစ်ဝက်ဒီမဲ့ကျွန်တော်တို့နေနေရတဲ့ကျွတ်ဒီလက်ကိုက်အကုန်လုံးနော် ဟုတ်ကဲ့ပါခင်ဗျာ โอเคအခုရှင်ထဲမှာရှိတဲ့ဥစ္စာကိုကျွန်တော်အခုပြောမေးစရာရှိတာကိုပုံမှန်လေးနဲ့မေးအခုကြောက်ကြမလို့နော်ကျွန်တော်ကပုံမှန်လေးနဲ့ဖြေပေးမှာ ရပါတယ်ခင်ဗျာကျွန်တော်ဒီလောက်နဲ့အခုလေးစားပါတယ်နီးကွင်းချုပ်ပါတယ်ခင်ဗျာ